Hello အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့မှာတော့เนาะကျွန်တော်ရဲ့ server house ဖြစ်တဲ့တိုင်းနေဖြစ်တဲ့ SMB ကိုကျွန်တော်ပြန်လည်ရောက်ရှိနေရပါတော့အခုဆိုရင်ဒါနောက်မှမြင်နေတာတော့ကျွန်တော်ရဲ့အိမ်မှာဒီကျွန်တော်မတက်ရနေရတော့ကျွန်တော်ရဲ့အာလူဆိုင်လေးစပါလေးအောက်မှာအာလူခုတ်လေးရဟိုဘက်ကတော့ကျွန်တော်ရဲ့အာလူဆိုင်ကြီးပေါ့နော်ဝါအကြီးပဲเนาะကဲအဲ့ဆိုရင်တော့ကျွန်တော်စီအားလုံးကိုအပြန်ဆိုင်လာဝင်ကြပါပြီအားလုံးပဲကျွန်တော်စီရောက်လိုက်ပါအောင်မယ် no 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 နည်းနည်းတော့ဆိုရင် what ငါရေးထားရကြည့်ဟာဘယ်ရောက်သွားလဲတို့ရတယ်ဟာအားလုံးတွေကမရှိတော့ဘူးဒါနော်ဒီအလဲဟာဘယ်လိုမှအန်ဝေးကြည့်တယ်ဗျာဒီဒါတော့ဟော one step ကိုဟုတ်ပါ one step ဟုတ်တယ် one step ကို5တိုင်းမို့နော်ခဏနေဟိုကအနာချက်လေးကျွန်တော်ရုံးမယ်ကျွန်တော်မှာဘာဖြစ်ချင်းအောင်ရပြီဘယ်တော့မှ unv ရှိပါတယ်လေ unv ဘယ်သူမှရှိပါတယ်လေunv ကျွန်တော်ကနာမည်ပြန်ပေးရမှာလေဘာပေးရမှာပိုတာတိုးလေပေးလေပတ်စံပေးလေဘာနဲ့ဝယ်မှာလဲ Emerald နဲ့ဝယ်မှာလား Emerald နဲ့လား Diamond နဲ့လားဒါမှမဟုတ် Rocket နဲ့လားကြိုက်တာနဲ့လဲလို့ရတယ်ဒီရလားအဲ့ဒါမသုံးကျွန်တော် Diamond ပဲကြိုက်တယ်ကျွန်တော်ရ bro ကျွန်တော်အဲ့ဒါဆိုရင်ကျွန်တော်ကို9လုံးပေးခဲ့ပြီးရင် Diamond နဲ့ကျွန်တော်စီမှာပြန်လာလေဟုတ်ပြီ no ဒီထဲထည့်လိုက်9လုံးထည့်လိုက်ဒီထဲ9လုံးထည့်မယ်ဟုတ်ပြီအလေတွေကိုထည့်ဟုတ်ပြီ9လုံးထည့်လိုက်ဟုတ်ပြီ9လုံးရ1 step ယူသွားလိုက်1 step အဲ့ဆိုရင်2 step ဟုတ်ပြီ2 step အားလုံးပဲပိုင်းမှာကဲဒါတော့ကျွန်တော်အာလူထုတ်ရောင်းတာပေါ့နော်အခုတော့ကျွန်တော်ခဏသွားအိတ်ပြီးလိုက်အောင်ညမမှောင်နေဆိုမိုက်ဘူးကဲအဲ့ဆိုရင်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရောင်ပြီးဖွင့်ထားတာကြီးအဲ့ဒါကြီးတခုမကောင်းဘူးကျွန်တော်နော်ဘာလို့မလဲဆိုတော့ဒီမှာဒီစာပါမှာဖျောက်နေငါရဲ့အာလူးတွေနေပျက်စီးကုန်ပြီဆိုဘယ်လိုမျိုးရှောက်ခုံနေရလဲတော့ဒီစာပါလေးမှာပစ္စည်းအစ်တွေရောင်းပါပေါ့နော်အရင်တက်သွားတဲ့စာပါလေးမှာရောင်းထားတဲ့ဟာလေးမပြေဘူးအောင်ရေးလို့ငါအကုန်လုံးအစနေအတန်ပြန်သွင်းရမလို့ဖြစ်ဒီအောင်လေးစကားပြန်ပြောနေမဟုတ်ဒီမှာဒီစကားအတန်ဖြောက်ထားတယ်ဒီမှာဒါပေမဲ့အကောင်လေးကိုစကားပြောနေနေဒီမှာအတန်သွင်းနေစကားပြောလိုက်ဖြစ်နေလို့ကဲအဲ့ဆိုရင်တော့ကျွန်တော်အာလူးလေးနည်းနည်းအာလူးနှုတ်မယ်ပေါ့နော်အာလူးကနှုတ်ရတာလားခူးရတာလားကျွန်တော်လည်းမသိဘူးမေ့သွားပြီကျွန်တော်အခုမှပြန်ဝင်လာတာပေါ့နော်အဲ့ဒါဆိုကျွန်တော်မှာ Diamond တွေရှိတယ်ကျွန်တော် Diamond တွေသုံးDiamond တွေအများကြီးသုံးဟုတ်တယ်အပေါ်ဆုံးကပါလေအပေါ်ဆုံးက Diamond အဲ့တော့ကျွန်တော် Diamond တွေနဲ့သုံးပါမယ်
ဒါကဲဟိုအန်ဘေးကတော့ကျွန်တော်တခြားလူတွေကိုမစောင့်လို့ပေါ့နော်ကျွန်တော်အန်ဘေးအစ်စ်ပဲပြန်ခရက်လိုက်တော့မယ်ဗျကျွန်တော်ဆိုင်ကပစ္စည်းတွေကျွန်တော်ပြန်ပြီးတော့လုံးမရမှာမဟုတ်လို့အဲ့လိုဆိုရင်ကနေဒီဘကအပေါ်မှာမီးသွေးတောင်မရှိတော့ဘူးမီးသွေးတော့ဆိုင်တော့အားရမီးသွေးကိုမီးသွေးတွေရုံးလာမလို့ဒါအောက်ဆီဂျင် no ဘာမှမရှိတော့ဘူးလေ what ဟေ့ငါအာလူတွေအကုန်ပျောက်တာပဲဒီပဲခေါင်းရခိုးတယ်ကွာအဲ့ဆိုကျွန်တော်အာလူတွေအကိုခံလိုက်ရမှာပြီအဲ့တော့ကျွန်တော်အစားနေပြန်လောက်ရပါတော့မယ်ပြဩဟုတ်တယ်ရဒါတော့ကျွန်တော်ရဲ့ AR ကအာလူထိုက်ခဲ့ဒီစာပါမှာတော့ကျွန်တော်ပိုင်နေတခုကြီးတော့အရာလေးဟမ်ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဆိုင်နေစဘာတော့ရှာတာပေါ့နော်ကျွန်တော်အခုစဘာရလာပါပြီဒီမှာပါ right အဲ့ဒါကိုကျွန်တော်မှာအယိုးတွေရှိတယ်အဲ့အယိုးတွေကိုကျွန်တော်ကပုံပြီးပြောင်းပြီးတော့ဒီဟာတွေပွားမယ်ပေါ့နော်ကျွန်တော်အခုလုပ်မယ့်ဟာအများကြီးလိုတာဆိုတော့ကျွန်တော်အများကြီးလိုပါတယ်အဲ့တော့အားလုံးကျွန်တော်နဲ့အတူလိုက်ပြီးတော့ကြည့်လိုက်အောင်ဗျာ let's go အရင်ဆုံးဒီကောင်လေးစိုက်တာရေထဲမှာစိုက်ရတာဗျရေထဲမှာစိုက်ရင်ကျွန်တော်အရင်ဆုံးအယိုးတွေသွားကြည့်ကျွန်တော်ရဲ့ဗီဒီယိုအရှိပိုင်းကနည်းနည်းစကားပြောတာတွေပါနေတော့ဘာသာကြည့်ရတာအဆင်မပြေဘူးဆိုရင်ကျွန်တော်တောင်းပန်ပါတယ်ဗျအခုကတော့ကျွန်တော်တေချာဆော့ပြပါမယ်ကျွန်တော်အခုတခြားအတန်တွေအကုန်ကျွန်တော်ပိတ်လိုက်ပြီဗျနောက်အခုတော့တယောက်လေးဆော့မှာပေါ့နော်ကျွန်တော်ရှိသမျှအယိုးတွေအကုန်လုံးကိုပုံပြီးပြောင်းပါမယ်ဒီဗီဒီယိုလေးလည်းလိုက်ရင် subscribe လုပ်ပြီးကြပါဦးတော့ဗီဒီယိုလေးမှာကြည့်ဖို့ပေးတဲ့လူတွေလည်းကျွန်တော်ကျေးဇူးတင်ပါတယ်အခုမှတယောက်လာလို့ဆိုရင်ကျွန်တော်ရဲ့channel လေးကို subscribe လုပ်ပြီးသားပါအားလုံးကျေးဇူးတင်ပါတယ်ကဲအဲ့ဒါတော့ကျွန်တော်တော့ရောစိုက်ပါမယ်ဒီတော့စိုက်ရေးထဲမှာစိုက်ရမှာဗျကျွန်တော်အမှားပါနော်အဲ့ဒီခက်တာဆိုတဲ့တရားပါတဲ့ကျွန်တော်ဆိုင်လာမယ်ကျွန်တော်ဆိုင်တိကျလို့ပြောတာဒါကမြေကြီးပေါ်မှာစိုက်ရမှာလေကျွန်တော်မြေကြီးကစိုက်အောင်မြေကြီးရတယ်ဒီနားလေးနေတယ်ဒီဝန်းစိုက်တယ်ဟုတ်တယ်ဒီဟုတ်အဲ့တော့ကျွန်တော်ပုံပြီးပြေးပါမယ်ဒီထဲမှာဘယ်လိုအပင်ပေါက်တာလဲဒီ
ရေးပေးကြပါဦးဟိုကောင်စားရအများကြီးကျွေးရတယ်ဒီကောင်ကြီးအိုးစားဟာအိုးရောင်ဒါတစ်သက်တော့ကုန်တော့မယ်ကျွန်တော်ကပါတယ်မကြီးတော့လားမသိဟောဟိုမှာတစ်ပိန်တော့ကြီးတာအဲ့ဒါကိုကျွန်တော်ထားလိုက်မယ်ဗျာထားလိုက်မယ်ဆိုတော့သူကဘုံကြီးနဲ့ပွားလို့မရလားမသိအဲ့တော့ဒီလိုဆိုကျွန်တော်ကဆိုင်ဆောက်လိုက်မယ်ဗျာဘုံကြီးကျွန်တော်ထည့်ထားလိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကကျွန်တော်ရောင်းမယ့်ဟောက်ပြမယ်ဗျာကျွန်တော်ကဘာရောင်းမှာလဲဆိုတော့လာကျန်ပါလားဆိုနေအောင်ဗျာဒီမှာပေါ်ဦးဗျာခဏလေးစာကြည့်ကျွန်တော်ရောင်းမယ့်ဟာကဟာတကယ်ကတော့ပြီးတော့ဟောဒီမှာဒါကျွန်တော်ရောင်းမယ်ကျွန်တော်ရောင်းဖို့အတွက်ကျွန်တော်ကလေးပစ္စည်းတွေရတော့ကျွန်တော်ကတော့ကြည့်ရတယ်ပေါ့လုံးတော့ကြည့်ရတော့ကျွန်တော်လည်းအခုမှပြီးပြီးသားဆိုတော့အကုန်လုံးများအရင်ကကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဆိုင်ဆောက်ပါမယ်ဟုတ်ကဲ့ကျွန်တော်ဆိုင်ဆောက်ပါဆိုင်မဆောက်ခင်ကျွန်တော်နောက်ထပ်လိုတာကခဲဟိုဟာတွေနော်ရင်းနှီးတွေကျွန်တော်တော့ရှာရမယ်အဲ့တော့ဒါလေးပေါ့နော်ကျွန်တော်ရင်းနှီးတော့ရှာမယ်ကျွန်တော်လည်းတူလိုက်ခဲ့ကြပါဦးဒီလိုတော့ကျွန်တော်မသွားဘူးကျွန်တော်အိမ်မှာဒီလိုပစ္စည်းတွေကျွန်တော်ရှင်းလာတယ်ဘယ်တော့မှမသိနိုင်တော့ကျွန်တော်ဒီမှာထည့်ခဲ့ပါတယ်ဘာလို့ကျွန်တော်ပစ္စည်းရတာပျောက်တယ်လို့ရတယ်မသိဖြစ်ခဲ့ဟောဒါကြီးတော့ဒီလိုလေးထားရတယ်ဒါကျွန်တော်ကောင်းဘုံနဲ့နေရာကျွန်တော်အောင်နော်အခုလည်းနေရာမတောင်းဘူးဒီနားမှာရှိတယ်ဆိုတော့ဒီနားကိုခူးလိုက်တယ်လူသားတော့အများကြီးလို့တော့တကားလေးဟာနှဲ့လာတယ်အမေဒီထားလိုက်ဒီနားတော့မှာတော့ဒီနေ့တွေမပေါက်ဘူးကျွန်တော်ဟုတ်တယ်ဒီပေါက်အဲ့တော့ကျွန်တော်ဟိုဘက်ထိသွားပါမယ်အဲ့တော့အလိုက်စာလေးနဲ့ကိုကြီးလာလို့ခုနကတော့တွေ့ရတယ်အများကြီးဟိုကကျွန်တော်နေရာမှားပြီးရောက်လာလားမသိပါဘူးဟုတ်လို့ဒီနေရာရောက်တော့မလားဘူးအဲ့တော့ကျွန်တော်ဘယ်လိုရှိလဲကြည့်လိုက်အဲ့ဒီရောက်တော့ရောက်
ဒီနေရာကြီးပြန်ရောက်လာတာပါဒီလေးလေးကြတော့တော့အဝေးကြီးသွားမှာပေါ့နော်အဲ့တော့ခင်သားလေးကိုမကြည့်တော့ဘူးအဲ့တော့တခါလေးခူးလာခဲ့ရမှာဗျာကျွန်တော်မေ့တယ်ဟိုဘက်ကသူ့ကိုမြင်နေဒါပေမဲ့ကျွန်တော်အလုံးရှုံနေကျွန်တော်စလုံးမမှားနေပြီဟိုဘက်ကကျွန်တော်ကြောင်ပြောက်ပြီမှာခုနနေရဘယ်လိုပြန်သွားမလဲမသိတော့ဘူးလောကတ်တွေအကုန်သွားပြီလောကတ်တွေမရှိတော့ဘူးကျွန်တော်တိုင်းပတ်ပြီးသူကဘာပေးချင်နေရလဲဘာလုပ်ချင်နေရလဲကျွန်တော်ဘာလုပ်မှလဲကြည့်လိုက် stop line ဟာသူပြန်လာရခိုင်းနေတာဘာလို့မလို့လဲမသိဘူးမအားဘူးလို့ဆက်တော့တော့မဖလိုင်းလို့မရလို့ကျွန်တော်လိုရစီရှာအောင်မယ်ရအောင်ပြစ်တယ်ရအလိုက်အောင်ထားပြီးတိုင်တက်နေတာဘယ်တော့ကြည့်ရတာပြင်းနေတာဗျကျွန်တော်ဘယ်လိုတော့ကျွန်တော်ဒီနားပဲပြင်ရောက်လာတယ်လို့အဲ့တော့ဒီနေ့မကောင်းလို့အမှန်လိုက်တယ်ပေါ့ဗျာမကောင်းလို့ကျွန်တော်ပြီးတော့ကျွန်တော်တို့မနေ့ကကြမှာပဲမိုးလင်းမှာပဲကျွန်တော်တို့သွားပြီးတော့ထက်ရှာကြပါမယ်အဲ့ဒါမျိုးတော့အိတ်လိုက်ရအောင်အဲ့ဒါဘာပဲနေကြီးကဘာဖြစ်သွားလဲရလာလားမရဘူးလို့ကြည့်လိုက်ဟောရပြီဘာခုလေးလဲဘာခုလေးဘာရေးလိုက်အောင်အပေါ်တစ်ချမ်းမရေးလေရတယ် no ဒီကိစ္စအကုန်ရိပ်လိုက်ကြတယ်ကျွန်တော်ဟာကြီး what the fuck အကောင်ကြီးကျန်းချောကဲအကောင်တုံးအကောင်နိုင်တဲ့နီးကဒီလိုပေါ့ကျွန်တော်အိတ်လိုက်ရင်သူ့နိုင်တော့ဒီကောင်နဲ့နီးကမှဘာမှလုပ်လို့မရဘူး what the ညနေဟမ်ဒီမှာကျွန်တော်ရဲ့မြင်လေးရှိရအောင်နော် no creeper
Come here. ဒါတော့ကျွန်တော်မြင်ပြီပေါ့ချောဒီကောင်ကဘလို့မတည်ရတော့တေးဝိုင်း yes တေးဖို့အရေးကြီးတယ်ကဲအဲ့တော့ကျွန်တော်စိုက်ထားတဲ့စက်သွန်လေးဒီစက်သွန်လေးပေါက်ပြီးနေတူတယ်အဲ့တော့ကျွန်တော်စက်သွန်ရေးသွားမယ်စက်သွန်လေးလိုတယ်ဗျစက်သွန်မုံလာဦးကျွန်တော်အာလူစိုက်ခြင်းအတွက်ဆိုပြီးဟိုဘက်မှာရှိပေါ့နော်ဒါကျွန်တော်တခြားဟာတွေအတွက်လိုတဲ့ဟာတွေစိုက်မှာပေါ့ဒီရမယ်အဓိကတော့စက်သွန်ပေါ့ဗျာဒီဘက်စိုက်ခြင်းကတော့စက်သွန်စိုက်ခြင်းဖြစ်လာမှာပေါ့နောက်ကျရင်အဲ့တော့ဒါတွေကိုအာလူတွေကိုနှုတ်ပါမယ်အာလူမစိုက်ပါဘူးအာလူတွေကိုဟိုဘက်ခင်းမှာပဲစိုက်တယ်ဒီဘက်ခင်းမှာတခြားလိုတဲ့ပုံစိုက်မယ်ပေါ့နော်ကျွန်တော်စားလိုက်မိတာချက်တော့စက်တွေချက်တော့ကျွန်တော်ချက်တော့မကြိုက်ဘူးရပြီနော်အဲ့ဆိုရင်ပိုးရတယ်ကျွန်တော်ဒီဟာထည့်ရအောင်ကျွန်တော်ရဲ့မုံလာဦးတွေလည်းပျောက်သွားအဆအမှအများကြီးထားတယ်ခုမရှိတော့ကဲအဲ့တော့noတခြားတဲ့ကိုယ်နဲ့တည်တော့ဒီကဘယ်လိုမျိုးတမ်းမြလောက်ဆိုကျွန်တော်ဘာမှမလုပ်တော့ဘူးစကားတမင်ထပ်ပေါ့ဒါကူးလို့ရပြီလားနော်ဟုတ်တယ်ရပြီအဲ့တော့ကျွန်တော်ဘုံမိသွားရင်ဘုံမိနဲ့ပွားပြီးတော့ခုတ်စကားအများကြီးလို့နည်းချင်းနေတော့တက်နေရောတော့Cutting ကြည့်ပဲရဒီမှာထားစိုက်နေရတယ်အဲ့တော့ဘုံမိနဲ့ပွားဒါဆိုရပြီပေါ့နော်အဲ့ဒါကိုခိုးလိုက်စကားတကယ်ရမယ်ဒါကိုဘုံမိထက်ကြည့်မယ်ကျွန်တော်ဘုံမိသိမ့်သုံးတက်တယ်ဒီနောက်ပြရမယ်လို့ဟုတ်တယ်ဘာတို့လိုခူးပြီးသားဖြစ်တယ်ဗျအဲ့ဒါဆိုတော့ကျွန်တော်ဒီလိုပဲထိုင်လို့ရတယ်
သင်ပြီးရနော်အဲ့ဒါဆိုတော့ကျွန်တော်ပြီးရင်စပါးဆိုင်ရှင်အကြီးကြီးလုပ်လိုက်တစ်စက်ကုန်သွားပြီတော့ယူလိုက်အောင်ပုံပြီးဒီအောင်နဲ့တော့မီယောတာတာစားနော်ဒီစပါးမီယောတာမင်းကြီးပေးရအပေါက်ကျုံတယ်ဗျာအရေးကြဒီအပင်လေးရနေတယ်ဒီတော့ဒီလေးယူလိုက်ရင်16ခုဟောဒီအပင်လေးရပြီဒီဟုတ်တယ်ရပြီလားမသိဘူးကျွန်တော်ဒီရှောင်းနေပြီဘုံကျွေးလိုက်ရပြီအဲ့ဒီဘုံထည့်ပြီးစပါးတွေအကုန်လုံးကိုကျွန်တော်ဆန်ပြောင်းလို့နော်ဆန်ပြန်ဆိုင်ရမှာစပါးပြန်ဆိုင်ရနော်စပါးတွေအများကြီးဆိုကျွန်တော်အဲ့ဒါကြောင့်ပြီးရင်ဟိုရင်းနှီးတွေတော့ခူအောင်ဟာကုန်သွားတယ်နောက်တစ်တက်ဒါကောင်းတော့ကုန်ပြီညကြရင်creeper လေးဖမ်းမယ်ပေါ့နော် creeper လေးဖမ်းပြီးတော့ပုံးပြီးထပ်လုပ်ပြီးတော့စပါးတွေထပ်ပွားအဲ့လိုလုပ်ရဘာသာတော့ဒီစပါးရှာတဲ့နေရာကိုကျွန်တော်မပြထားတာဗျဒီစပါးရှာတဲ့နေရာအဝေးကြီးပဲသွားရှာတာအကြာကြီးပဲပေါ့ကျွန်တော်ပြောချင်တာဟိုမှာရနေပြီဒါရတာဒါတော့ရပြီလေသူဟုတ်လားခိုင်ဒီရှာပဲသွားယူလိုက်အောင်ကျွန်တော်မြေကြီးအများကြီးတူပါဒီတက်တာရှာပဲမရှိတော့ဘူးရှာပဲမရှိတော့ကိုယ့်ကိုရှာပဲလုံးမှာမလို့ဟုတ်တယ်မလားကျွန်တော်မှတိုင်းမုန်းနေမယ်အဲ့ချီတိုင်းမုန်းနေတုံးဒီကျစပါးရေးတင်မယ်ကျွန်တော်အစီပြောင်းခုနကောင်တက်လိုက်တော့ကျွန်တော်မှဟဲမတ်တွေရတယ်နော်အဲ့ဒါပါလေဒါပါအဲ့မတ်ချင်းအဲ့မတ်ချင်းအဲ့မတ်တော့မကြိုက်ဘူးတိုင်းမုန်းတုံးကျွန်တော်ပစ္စည်းအများကြီးရှိသေးတယ်အာယုံတုံးဟောအာယုံကြီးထုံးမိတာမှားပြီးတော့အာယုံကလိုတယ်အာယုံကတိုင်းမုန်းထက်ပိုတိုင်းမုန်းရှိတိုင်းမုန်းရောက်
ရတယ်မိုးချုပ်စဘာကကြီးကြီးလာပြီဒါတွေခူးရရတယ်မျိုးစုရော့ရတယ်ဟဲ့ရောကဒါရတယ်ဟောမရသေးဒါရတယ်ဒါလည်းမရသေးအဲ့တော့ကျွန်တော်စဘာစိုက်တဲ့နေရာကြီးကိုအကြည့်ချင်တဲပေါ်မှာစိုက်တယ်တဲပေါ်မှာမရဘူးတေချာပြင်ဆင်ရမယ်နော်ဒါလေးကိုတေချာပေါ့ညီတော့၄000ကွက်လေးခေါ်မယ်နော်ကျွန်တော်စိတ်ကူးပေါ့၄000ကွက်လေးလုပ်ပြီးတော့ကွက်လေးနဲ့ဆိုင်မယ်နော်အဲ့တော့ကျွန်တော်ထင်တာကတော့နော်ကျွန်တော်ဒီရေကြီးခဲတွေအပြင်ဒီရှောင်းခဲလေးတွေလည်းလုံလောက်တယ်ဆိုတော့ကျွန်တော်နောက်ကျရင်ရေကြီးအိုးနဲ့ထမင်းချက်ရမယ်ထမင်းချက်ရိုးရိုးအိုးနဲ့မရဘူးတော့ကျွန်တော်အရင်ဆုံးရေကြီးမှုတိုင်းကိုအဲ့လိုလုပ်ပြီးတော့မှဒူးထောင်းလိုက်အကြီးကဒူးထောင်းမရဘူးအများကြီးပဲဆင်းကောက်ပြန်ထောက်အခြေလေးမြင့်နေရပြီအဲ့တော့ကျွန်တော်စဘာကင်ကို၄000ကွက်လေးညီသွားအောင်လုပ်မယ်ဒီကနေပေါင်းခတ်စကတဲ့တိုင်းလားဟုတ်တော့ဘာတိုင်းကြီးလဲအဝင်းနေတက်တိရှိတယ်ဖိုက်ဟာရတယ်အိတ်လိုက်မင်းတို့ကလည်းပါလို့မလဲကြည့်ရတယ်ပေါ့နော်ဝဲမီးလောင်နေနွားနေဒါငါလာလာမျောလူမျောမိတ်တာကောင်ဟာနားအောင်မျောလိုက်ကဲအဲ့တော့ဆက်ဆိုင်ပါမယ်ဘာလဲမှိတ်နေရတယ်ဒီနော်ရှင်းပြီဘာခွာလာနေကြရတာလားမသိတချို့ဟာတွေကြာတချို့ဟာတွေမရဘူးဖြစ်
ဒါတွေကတော့မရသေးဘူးအဲ့ဒါတွေကိုအစီအစဉ်လုပ်မယ်ပေါ့နော်5 6 9 10 11 12 13ဒါပြီး3စီစဘာဆိုင်ရတာအပြင်မှာနဲ့မတူဘူးအပြင်မှာနဲ့တပုံလုံးလေးပြီးတော့ချင်းကြတယ်ကုန်းဝိုင်းဆိုတော့ဒီနားကိုမြေကြီးနဲ့အောင်ခတ်မယ်နော်ဒီနေ့စိတ်ကောင်းရောအပင်နှုတ်ရတော့ပြောနှုတ်မရမှာဆိုနှုတ်တယ်ဟိုလေအပင်ကြီးနေဟာတွေနှုတ်ပလိုက်ရတာနှမျိုးလိုက်ခိုင်းရမယ်ချက်ခိုင်းရမယ်ရတယ်ဒါရပြီဆိုတော့ဒီဘက်ကအပင်လည်းရပြီဟုတ်တယ်ဒါရပြီဒီပင်ရပြီဒါ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 ပြီစဘာတွေဝဝင်းနေကဲပါအဲ့ထားလိုက်ဦးကျန်တဲ့ဟာလေးကိုကျွန်တော်အစီလေးပြန်လုပ်ပြီးတော့ပြန်စိုက်ပါမယ်9 ခုရတယ်9 ခုဒီလောက်မှရတယ်1 2 3 4 5 6 9အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုကတော့အရင်ရှည်နေပြီပေါ့နော်မိနစ်40လောက်ဖြစ်နေပြီးတော့ကျွန်တော်ဒီဗီဒီယိုဒီမှာပဲရပ်လိုက်တော့မယ်ဗျကျွန်တော်လုပ်ချင်တဲ့စပါးဆိုင်ကြီးလေးတွေရပြီနောက်ပြီးကျွန်တော်ဆိုင်တော့မဆောက်ဖြစ်လိုက်ဘူးဗျဘာဖြစ်လို့ဆိုတော့ကျွန်တော်တခြားဟာတွေလုပ်နေနေတော်တော်ကြာသွားတာဆိုတော့လေအဲ့ဒါဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်ပါမယ်ဗျအားလုံးပဲကျွန်တော်ဗီဒီယိုလေးကို like နဲ့ subscribe လေးလုပ်ပေးကြပါဦးလို့အားလုံးပဲကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်လည်တွေ့ကြပါမယ်အားလုံးပဲ bye bye